လောကမှာအဆိုးမြင်ဝါဒအကောင်းမြင်ဝါဒအကြောင်းမြင်ဝါဒလို့ဝါဒ၃မျိုးခွဲခြားကြည့်မိတယ်။အဲ့ဒီဝါဒ၃မျိုးကိုဆွေးနွေးတင်ပြကြည့်ခြင်းပါတယ်။နံပါတ်1အဆိုးမြင်ဝါဒအဆိုးမြင်တဲ့ဝါဒဟာလူကိုလွန်စွာဆင်းရဲစေတယ်။အဆိုးမြင်ဝါဒရှိသူဟာဘသူကိုပဲမြင်မြင်ဘာတွေကိုပဲမြင်မြင်သူဟာအဆိုးတွေဘက်ကပဲမြင်နေတယ်အဆိုးတွေဘက်ကပဲမြင်ပြီးတော့သူ့ကိုယ်သူလဲပူလောင်နေတတ်တဲ့သူတွေပေါ့အဆိုးမြင်ဝါဒဟာကိုယ့်ကိုယ်ရောကိုယ့်ပတ်ဝန်းကျင်ကိုပါပူလောင်ဆင်းရဲစေတဲ့ဝါဒလို့ဆိုရမယ်အဲ့ဒီအမြင်ဟာအမှန်မြင်မဟုတ်ပါဘူးလူကိုငြိမ်းချမ်းစေတဲ့အမြင်လဲမဟုတ်ဘူးလို့ဆိုချင်ပါတယ်နံပါတ်2အကောင်းမြင်ဝါဒဒီအကောင်းမြင်ဝါဒကိုလူအများစုကကောင်းတယ်လို့မြင်ကြတယ်တကယ်တော့အကောင်းမြင်ဝါဒဟာလည်းတကယ်ကောင်းတယ်လို့မဆိုနိုင်ဘူးလို့ဆိုရမယ်အကောင်းမြင်ဝါဒသမားတွေဟာဘာကိုပဲမြင်မြင်အကောင်းတွေဘက်ကကြီးတွေးပြီးတော့အကောင်းတွေပဲမြင်ပေးနေတတ်တယ်သူတို့အမြင်တွေကသူတို့ကိုအေးမြခြင်းအေးမြနိုင်ပေမဲ့တကယ်မကောင်းတဲ့အရာတွေကိုအကောင်းပဲမြင်ပေးနေရင်လောကမှာအမှားတွေကြီးထွားတိုးတက်ပွားများလာနိုင်ပြီးတော့လောကကြီးပျက်စီးဖို့အတွက်ဖြစ်လာနိုင်တယ်။အဲ့ဒီအမြင်ဟာလည်းပဲအမှန်မြင်မဟုတ်ဘူး။လောကအတွက်ကောင်းတဲ့အမြင်မဟုတ်ဘူးလို့ပဲမြင်မိတယ်။နံပါတ်3တကယ်ကောင်းမြတ်မှန်ကန်တဲ့အမြင်ကတော့အကြောင်းမြင်ဝါဒလို့ပဲမြင်မိတယ်။အကြောင်းမြင်ဝါဒဆိုတာလူကိုမုန်းလို့လည်းအဆိုးမမြင်စေဘူး။လူကိုချစ်နေလို့လည်းအကောင်းမမြင်စေဘူး။ဒီလူရဲ့ကောင်းခြင်းဆိုခြင်းကိုသူလုပ်နေတဲ့အလုပ်အပေါ်မှာပဲအကောင်းဆိုခွဲခြားမြင်တဲ့ဝါဒဖြစ်တယ်။သူ့ရဲ့ကောင်းခြင်းဆိုခြင်းဆိုတဲ့အကြောင်းတရားအပေါ်မှာပမာဏမှန်မြင်တဲ့ဝါဒပေါ့။ကိုချစ်နေသူနဲ့ကိုမုန်းနေသူတွေမို့ဆိုပြီးတော့ချစ်ချင်းမုန်းချင်းဖြစ်တာမဟုတ်ဘူး။ဒီလူဟာလူကောင်းလားလူဆိုးလားသူလုပ်တာတွေဟာကောင်းသလားဆိုးသလားဆိုတဲ့သူ့လုပ်ရသူ့အကြောင်းတွေအပေါ်မှာမူတည်ပြီးတော့ကောင်းခြင်းမကောင်းခြင်းသတ်မှတ်တာမျိုးဒီအမြင်ဟာအကောင်းဆုံးအမြင်ရှိသူလို့ပဲယူဆမိတယ်တချို့လူတွေကကိုမုန်းနေတဲ့သူဆိုရင်ဘယ်တော့မှအကောင်းမမြင်ဘူးကိုမုန်းနေတဲ့သူဆိုရင်ကောင်းတာတွေလုပ်နေလဲအကောင်းကိုမြင်မရဘူးဘယ်လိုကောင်းတာတွေလုပ်နေနေဘာတွေကောင်းတာတွေလုပ်နေအကောင်းကိုမမြင်နိုင်တော့ပဲနဲ့အဆိုးတွေကိုပဲမြင်ပြီးတော့အပြစ်ပြောဖို့ပဲစိတ်ထဲရှိနေပြီးပူလောင်နေတဲ့သူတွေပေါ့အများအားဖြင့်တော့အဲ့ဒီလိုလူတွေဟာမုန်းသူကိုမှမဟုတ်ပဲမြင်သမျှတွေ့သမျှကြားသမျှတွေအပေါ်မှာအမြဲတမ်းအဆိုးဘက်ကကြီးမြင်နေတတ်သူတွေပဲအဲ့ဒီလိုလူတွေဟာသူတို့ကိုသူတို့လည်းအမြဲပူလောင်နေစီပြီးတော့ကိုယ့်ရဲ့ဝန်းကျင်ကိုလည်းကောင်းကျိုးမပြုတဲ့အမြင်တွေပါပဲဒါဟာအဆိုးမြင်ဝါဒရဲ့ဆိုးဝါခြင်းလို့ဆိုခြင်းတယ်အကောင်းမြင်ဝါဒသမားတွေကြတော့လဲဘယ်လိုဆိုနေနေဘယ်လိုပျက်စီးနေနေအကောင်းဘက်ကကြီးမြင်ပေးနေတော့မမှန်ကန်မြန်ပါဘူးမြင်လွယ်အောင်ပြောရရင်အဖိုးအဖွားတွေဟာသူတို့သားတွေသူတို့မြေးတွေဆိုရင်ချစ်လွန်းတော့အကောင်းတွေပဲမြင်ပြီးတော့မြှောက်ထားတတ်ကြတယ်သားသမီးမြေးတွေကပျက်စီးနေကြလဲသူတို့ကအပြစ်မမြင်နိုင်ကြဘူးလူငယ်ဆိုတာဒီလောက်တော့ရှိမှာပေါ့တဲ့အဲ့ဒါလို့မကောင်းတဲ့သူတွေကိုလည်းပဲအကောင်းဘက်ကပဲမြင်ပေးနေတာတွေဟာလဲလောကကိုပျက်စီးစေတယ်လို့ဆိုရပါမယ်ဘယ်လိုအမြင်ကမှလောကကိုကောင်းကျိုးပြုတဲ့အမြင်လို့ဆိုရမလဲဆိုရင်အကြောင်းမြင်ဝါဒပေါ့အကြောင်းမြင်ဝါဒဆိုတာကလူကိုအဓိကကြည့်တာမဟုတ်ဘဲနဲ့အဲ့ဒီလူရဲ့လုပ်ရအကောင်းအဆိုးကိုပဲမှန်မှန်ကန်ကန်မြင်တဲ့အမြင်လို့ဆိုရမယ်လုပ်ရတွေကောင်းနေရင်သူ့ကိုအကောင်းမြင်လို့ပဲမြင်တယ်လုပ်ရတွေမကောင်းရင်လည်းမကောင်းဘူးလို့ပဲမြင်တယ်အဲ့ဒါမှကောင်းတဲ့လုပ်ရရှိသူကိုချီးမွမ်းထောပနာပြုရမှာဖြစ်တယ်လို့မကောင်းတဲ့လုပ်ရဆိုရှိနေသူတွေကိုလည်းထောက်ပြပြုပြင်ရမှာမဟုတ်ပါလားအဲ့ဒါလို့လုပ်ရတဲ့အပေါ်မှာမြင်တဲ့အကြောင်းမြင်ဝါဒကသာမှန်ကန်ကောင်းမွန်တဲ့ဝါဒလို့ဆိုခြင်းတယ်ဒါကြောင့်ပြဿနာတစ်ခုကိုအဆိုးတွေကိုပဲဆွဲဖွာပြီးအဆိုးမြင်ဝါဒနဲ့ကြီးပဲကြည့်မစင်စားကြပါနဲ့အဆိုးတွေကိုဖုံးဖိပြီးတော့အကောင်းလို့ကြီးမြင်တဲ့အကောင်းမြင်ဝါဒနဲ့ကြီးပဲလဲမစင်စားကြပါနဲ့အဆိုးမြင်ဝါဒအကောင်းမြင်ဝါဒအဲ့ဒီနှစ်ဝါဒလုံးဟာဘဝကိုလမ်းမမှန်စေနိုင်ဘူး
လမ်းမှန်ရဖို့ဆိုရင်ဘာကြောင့်ဖြစ်တာလဲမဖြစ်ဖို့ဘယ်လိုလုပ်ရင်ရနိုင်မလဲဆိုတဲ့အကြောင်းမြင်ဝါဒကသာဘဝကိုလမ်းမှန်စေမှာဖြစ်တယ်ဒါကြောင့်ပြဿနာကိုအဆိုးမြင်ဝါဒနဲ့လည်းမကြည့်ပါနဲ့အကောင်းမြင်ဝါဒနဲ့လည်းမကြည့်ပါနဲ့အကြောင်းတရားအမှန်ကိုမြင်အောင်ကြည့်တဲ့အကြောင်းမြင်ဝါဒနဲ့သာကြည့်ပါတွေးပါစဉ်းစားပါလို့ပြောချင်ပါတယ်ကာမတက္ကတာတမ္မာဒိဋ္ဌိဆိုတာကံဆိုတဲ့အကြောင်းတရားကိုမှန်မှန်ကန်ကန်မြင်တဲ့ဝါဒလိုပဲဆိုခြင်းနဲ့အားလုံးအကြောင်းတရားအမှန်များကိုဆင်ញင်စဉ်းစားသိမြင်နိုင်ကြပါစေ